ကျွန်တော်ကလေးဘဝတည်းကစကားပြောစကားထစ်တာရှိခဲ့တယ်ဗျာစိတ်ဖိစီးနေရင်ဒါမှမဟုတ်ပင်ပန်းနေရင်ပိုဆိုးလာတတ်တာမို့ညဘက်နောက်ကြားမှပီစာပို့တဲ့အရောကကျွန်တော်အတွက်အိမ်မက်ဆိုးကြီးလို့ခက်နေတာပေါ့ဒါပေမဲ့ပိုကောင်းလာဖို့အတွက်ငွေလိုတယ်လေစကားပြောကုသမှုကမတတ်တာဘူးကျွန်တော်မိဘတွေကလည်းကျွန်တော်အမဆက်လက်ပညာသင်ဖို့အားကုန်သုံးနေရတာကိုဖောက်တဲ့အများစုကတော့နားလည်မှုရှိကြပါတယ်စိတ်မိရှည်တဲ့သူတွေရိုင်းတဲ့သူတွေလည်းရှိခဲ့ပေမဲ့အဲ့ဒါတွေနဲ့တော့ကျွန်တော်အသားကျနေပါပြီကျွန်တော်အသားမကျသေးတာကပြီးခဲ့တဲ့နိုဝင်ဘာလကကြာသပတေးညအညမှာထိခဲ့တာပါအော်ဒါကည10နာရီလောက်မှဝင်လာတယ်ပုံမှန်ထက်သမဲသားနဲ့ဒင်ခဲအများကြီးထည့်ထားတဲ့ large pizza တစ်ချက်847 Maple Street ကိုပို့အမှာပါကျွန်တော်အဲ့ဒီမြို့ဘက်ကိုတခါမှမရောက်ဘူးလမ်းပြီးတိုင်းတွေရက်သွားပြီးအရာအားလုံးမောင်စပြူလာတဲ့မြို့စွန်းဘက်ကအိမ်တွေကတလုံးချင်နေတယ်ည7နာရီလောက်မှကျွန်တော်ကားရက်လိုက်တယ်အိမ်ကပုံမှန်အတိုင်းပဲမြင်ရတယ်နှစ်ထက်အိမ်နည်းနည်းဟောင်းပြီးစုတ်ချနေတယ်အိမ်ရှိခွန်းလို့ထင်ရတဲ့နေရာမှာမီးတလုံးတော့ထားဖွင့်ထားတယ်ကျွန်တော်ပီဇာကိုယူပြီးလေကားထစ်စီလျှော့သွားလိုက်တယ်ကျွန်တော်ဒူးရချိန်ခောက်တာနဲ့အမျိုးသမီးတစ်ယောက်ကတကားဖွင့်ပေးပါတယ်သူကအသက်40ဝန်းကျင်လောက်ရှိမယ်ရေချိုးဝေယုံကြီးဝတ်ထားတယ်သူ့ရဲ့အပြုံးကအရမ်းကျယ်လုံးနေတယ်တကားနာမှာစောင့်နေခဲ့တယ်လို့မျိုးပဲအိုးကောက်လိုက်တာရောက်လာပြီပဲဝင်မအောင်ကျမပတ်စံအိတ်လေးသွားယူလိုက်အောင်မယ်ကျွန်တော်ကမလွတ်ပါဘူးထပ်ပဲစောင့်ပါမယ်လို့ပြောတဲ့ဒါပေမဲ့သူကအထဲကိုပြန်ဝင်နေပြီထက်လို့ကျွန်တော်ကိုရင်ကျေးတင်ငွေပေါ်တင်ကြားထားတာမို့ကျွန်တော်အထဲကိုဝင်လိုက်မိတယ်ချစ်ချင်းပဲပုတ်စော်နန်းနာကိုခံစားလိုက်ရတယ်ပူဆက်ပုတ်စော်နန်းအပူထဲမှာအမိုက်တွေအကြာကြီးထားသလိုမျိုးပဲကျွန်တော်အန်ဂျင်တာကိုထိန်းလိုက်ရတယ်တောင်းပန်ပါတယ်ကျွန်တော်လေကားထစ်ပေါ်မှာပဲစောင့်လို့ရပါတယ်နော်လို့သူ့နောက်ကိုအော်ခေါ်ရင်းအနန့်ဆိုးကနေရှောင်ဖို့ပါဇက်ကနေရှူသွင်းနေရတယ်သူကလှဲ့ကြည့်ပြီးကျွန်တော်ကိုခေါင်းကနေခြေပြားကြီးစိုက်ကြည့်နေတယ်သူပြုံးကျင်ရင်မှမျက်လုံးထဲမှာဝမ်းနည်းမှုဖြတ်ခနဲ့လင်းသွားတယ်အိုးမင်းစကားထင်နေတာပဲဒီလိုအလို့မျိုးဆိုခက်ခဲမှာပဲနော်ရပါတယ်ဗျာကျွန်တော်စူးစမ်းနေလေစကားပြောကုသမှုခံနေရတာခင်ဗျာဒါကတော့ကောင်းပါ့မင်းပိုကောင်းလာမှာပါဒါကြောင့်မလို့မင်းစူးစမ်းမှုအတွက်လိုအပ်တဲ့လက်ဖျက်ကြီးကိုပေးပါမယ်မင်းထိုက်တန်တာပဲလေသူ့အပြုံးကပိုကျသွားတယ်သူအိမ်ထဲပြုတ်သွားတယ်ကျွန်တော်တကားနာမှာစက္ကန့်ဒီကိုရေတွက်ရင်းနဲ့ရက်နေခဲ့လေအနံ့ကတော့တီခံဖို့မမျိုးလောက်ဘူးကျွန်တော်ကသူတို့မှာရေပေါက်လိုင်းပြဿနာရှိလို့နေမှာလားဒါမှမဟုတ်အမိုက်တွေမထုတ်တာကြာပြီလားလို့တွေးမိလိုက်တယ်ရုတ်တရက်ကင်မရာ flash ကကျွန်တော်မျက်လုံးကိုမျက်စိစပါးခါသွားစေတယ်ကျွန်တော်မျက်လုံးခိုက်လိုက်တာနဲ့သူကပေါ်လာတဲ့ရိုက်ကူးရေးကင်မရာနဲ့လေကားပေါ်မှာရေမောရင်ရောက်လာတယ်တောင်းပန်ပါတယ်ကျမဧည့်သည်တွေပုံရိုက်တာအရမ်းကြိုက်တာမင်းမျက်နာကအရမ်းရိုးရှင်းဖြူစင်တယ်ကျွန်တော်တကယ်ပြန်ရပါမယ်လို့ကျွန်တော်နှလုံးခုန်လုံးမြင်လာတာနဲ့ပြောလိုက်တယ်ဟုတ်ပါတယ်ပတ်စံလေးယူလိုက်အောင်ဗျာသူအောက်ထပ်ဆင်းလာပြီးပိုလာရိုက်ထားတဲ့ပုံကိုလေကားနာမှာစင်လေးတစ်ခုမှတင်ပြီးမီးဘိုးတဲကိုပျောက်သွားတယ်ကျွန်တော်အဲ့ဒီအချိန်မှာပြေးနေပြီးပီဇာကိုချထားလိုက်ပြီးထွက်ပြေးနေပြီဒါပေမဲ့ကျွန်တော်ကြောက်ရွံ့လို့ရက်နေခဲ့တယ်သူတင်ထားတဲ့စင်ဘောကပိုလာရိုက်ထားတာအလိုလိုပေါ်လာတာကိုကြည့်နေမိတယ်ကျွန်တော်မျက်လုံးပြူးပြီးကြောက်နေတဲ့မျက်နာကကျွန်တော်ကိုပြန်ကြည့်နေတယ်သူကပတ်စံအိတ်ကြီးတစ်ထုပ်နဲ့ပြန်လာတယ်ဒီမှာယူပါချစ်သမီးလေးက$50မင်းရဲ့ကုသမှုကိုအတွက်အထောက်အကူဖြစ်မှာပါကျွန်တော်လက်တွေတုံရည်နေတဲ့ကြားထဲမှာပတ်စံကိုယူပြီးကျေးဇူးတင်စကားတိုးလေးပြောလိုက်တယ်ကျွန်တော်အမြန်ဆုံးထွက်ခွာခြင်းနေတယ်ဒါပေမဲ့ကျွန်တော်လှည့်လိုက်တော့သူကကျွန်တော်လက်ကဝက်ကိုဆွဲကောင်လိုက်တယ်သူလက်စုပ်ကဖြစ်တဲ့အထက်ပိုပြီးအားပါနေတယ်ဘာကရဲစရာကောင်းတယ်လဲသိလားလို့သူကပြောလိုက်တယ်အတန်ကတော့ပျော်ရွှင်တာမဟုတ်တော့ဘူးအတန်ကတောင့်ကြီးတေနေတယ်လို့ပဲမျက်ရည်တွေချက်ချင်းသူ့မျက်နှာပေါ်မှာဖြိုင်စီးလာတယ်ဒါပေမဲ့သူကပြုံးနေတော့မယ်ကျွန်တော်တကယ်ပြန်ရပါမယ်သူကလွန်ခဲ့တဲ့လော့ကင်ကကျွန်တော်ကိုထားသွားတယ်လေကျမကအရန်တွယ်လက်လွန်းတယ်လို့ပြောတယ်သူကအခုစကားပြောစကားထစ်တာကိုလောင်ဖြောက်တူပေါ်နေတယ်ဒါပေမဲ့သူထော့သွားပြီသူကဒီမှာရှိသေးတယ်ကျွန်တော်လှုပ်ရှားဖို့ကြိုးစားပေမဲ့သူကပိုပြီးတင်းဆုပ်ကောင်းလိုက်တယ်သူ့လက်တနဲတွေကကျွန်တော်အသားထဲမှာစိုက်ဝင်နေတယ်သူကအောက်ထဲမှာရှိတယ်သူ့ကိုတွေ့ကျင်တယ်လားသူကအခုအရန်တိတ်ဆိတ်နေပြီသူကတစ်ချိန်နဲ့ငိုရဲနေတယ်အဲ့ဒီပေါင်းဆက်မှုကကျွန်တော်အသားတွေကိုထောင်လာစေတယ်ကျွန်တော်သူ့လက်ကိုအားနဲ့ဆွဲဖြုတ်လိုက်တာနဲ့သူကနော့ပန်လှုပ်ရှားသွားတယ်သူအစင်ပြေရလားဆိုတာကိုကျွန်တော်မကြည့်တော့ဘူးကျွန်တော်တကားစီကိုပြေးလွှားပြီးဟေဘတ်ဖွင့်ချလိုက်ပြီးကားစီကိုအပြေးတုတ်ချလိုက်တယ်ကျွန်တော်လက်တွေကအယမ်းတုံနေလို့ကားမီးကလုတ်ထဲတွဲ့ကိုတေချာမထည့်နိုင်ဘူးကျွန်တော်ကားမောင်းထွက်လာတော့သူကတကားနာမှာရပ်ပြီးရဲမောရင်လက်ပြနေတာကိုတွေ့လိုက်ရတယ်
ကျွန်တော်ပီဇာဆိုင်ကိုတန်းမောင်းပြီးအဲ့ဒီညအတွက်အလုံးမလို့တော့ဘူးလို့မန်နေဂျာကိုပြောလိုက်တယ်သူမျက်နှာကိုကျွန်တော်မျက်နှာကိုကြည့်လိုက်တာနဲ့ဘာမှပြန်မပြောတော့ဘူးကျွန်တော်ရဲကိုမဆက်သွယ်ဘူးဘာပြောရမလဲထူးခြားတဲ့အမျိုးသမီးတယောက်ကလက်ဖြည့်ကြီးကိုပေးပြီးကြောက်စရာစကားတွေပြောသွားတယ်လို့ပြောပါမလားသူတို့ကကျွန်တော်အလွန်အကျွဲတုံးပြနေတယ်လို့ထင်ပါပဲဒါပေမဲ့3ရက်ကြာတော့အဲ့ဒီအကြောင်းဒီသတင်းစာမှာပေါ်လာတယ်847 Maple Street ကအမျိုးသမီးတယောက်ကိုရဲက fancy လိုက်တယ်လို့ဘာလို့လဲဆိုတော့အဲ့ဒီနေရာကနေအနံ့ဆိုးထွက်နေတယ်ဆိုတဲ့တိုင်ကြားချက်ကိုရခဲ့လို့ပါသူတို့ကသူ့ရဲ့ခင်မွန်းရဲ့အလောင်းကိုအောက်ထဲမှာတွေ့ရှိတာသူကလွန်ခဲ့တဲ့လထဲမှာတေနေတောင်မှတလော့ကြော်နေပြီသတင်းမှာသူ့ပုံကိုပြလိုက်တော့ကျွန်တော်နှလုံးရက်သွားတယ်သူပဲသတင်းတောင်ကသူ့ခင်မွန်းကသူ့ကိုထားကနေလို့ဆိုတော့သူစိတ်မထိန်နိုင်ဖြစ်သွားတယ်သူတို့အငင်းကွာချိန်မှာမီလာနဲ့ရိုက်မိလို့ခင်မွန်းတေသွားတယ်ပြီးတော့သူတေသွားပြီဆိုတာကိုလက်မခံနိုင်ပဲဆက်ပြီးသူနဲ့စကားပြောနေတယ်အောက်ထဲမှာသူ့အလောင်းကိုထမင်းတွေသွားပို့နေတယ်အလောင်းနဲ့အပြစ်အစုံစကားပြောနေခဲ့တာဆိုတဲ့ရဲကသူကပုံမှန်ပစ္စည်းပို့တဲ့သူတွေကိုအော်ဒါမှာလေးရှိတယ်ဒါပေမဲ့သူကအငဲတန်းလေကားထစ်ပေါ်မှာပဲစောင့်လေးရှိတယ်ကျွန်တော်ကအဲ့ဒီညကအိမ်ထဲဝင်ခဲ့တဲ့သူ့ဦးတယောက်ပဲဖြစ်နေတယ်သူတို့ကသူ့စုဆောင်းထားတဲ့ပုံတွေထဲမှာကျွန်တော်ရိုက်ထားတဲ့ပုံကိုလွန်ခဲ့တဲ့လတွေအတော့ကအများကြီးတွေ့ရှိခဲ့တယ်အနံ့ဆိုးမဆိုးခင်တုန်းကလူတွေကိုပို့ပြီးဖိတ်ခေါ်လိရှိတဲ့တုန်းကပုံတွေပေါ့စုံထိကအဲ့ဒီညကကျွန်တော်သူ့နဲ့အတူအောက်ထဲလိုက်သွားခဲ့ရင်ပြန်ထွက်လာဖို့အခွင့်အလမ်းအရားနဲတယ်လို့ပြောတယ်ကျွန်တော်အဲ့ဒီအပတ်ထဲမှာပဲပီဇာပို့တဲ့အလုပ်ကနေထွက်လိုက်တယ်ကျွန်တော်မန်နေဂျာနားလဲတယ်အဲ့ဒီအနံ့အကြောင်းသူ့အပြုံးအကြောင်းသူ့အောက်ထဲလိုက်သွားမလားလို့မေးတော့ကကျွန်တော်ဘလောက်ထိနီးဆက်ခဲ့ရတယ်လဲဆိုတာဒီအတွက်ကိုကျွန်တော်အခုထိညဘက်အင်မတ်ဆိုရီမတ်နေတုံးမဲ့တခါတလေမှာကျွန်တော်အပြင်ဘက်မှာအဲ့ဒီအတန်လေးနဲ့ရဲဘတ်သားလေးကိုကြားနေတယ်လို့ယုံကြည်ပြီးနိုးလာတတ်တယ်အဲ့ဒီဒေါ်လာ90လက်ဖြေကတော့ကျွန်တော်ဗီဒီယိုထဲမှာရှိသုံးမဲ့ကျွန်တော်ဘယ်တော့မှမသုံးရဘူးအဲ့ဒီငွေကိုထိဖို့တောင်စိတ်မပါသေးဘူး